ဒီနေ့ရောက်ခဲ့တဲ့ဆိုင်လေးကတော့ချင်းမိုင်မှာရှိတဲ့ Hainese Chicken Rice ဆိုင်လေးထဲမှာစားလို့ကောင်းတဲ့ဆိုင်လေးတစ်ဆိုင်ကိုရောက်ခဲ့ပါတယ်ဗျဒီဆိုင်လေးကတော့ Jayo Plaza မှာရှိပါတယ်သူ့ရဲ့နာမည်ကတော့ Tin Noi Chicken Rice ပါဒါလေးကတော့သူ့ဆိုင်မီနူပါ White chicken with rice fried chicken with rice and အရောရပါမယ်ပြီးတော့အသားကြီးတက်တက်အပြုတ်အသားကိုတက်တက်အကျော်အသားကိုတက်တက်ကြီးရပါမယ်ဒီဆိုင်ကတော့24နာရီဖွင့်ပါတယ်ဗျဒါလေးကတော့သူတို့ဆိုင်ရင်ထူးခြားချက်လို့လည်းပြောလို့ရမယ်ပေါ့နော်ဒါလေးကတော့နူစိန်နဲ့ကြောက်ကြောဖြိုးလေးပါကြောက်ကြောလေးဆိုလဲအများကြီးထည့်ပြရတယ်ပေါ့နော်မနေ့ပိုင်းနဲ့နေ့လယ်ပိုင်းညနေပိုင်းဆိုရင်တော့တိတ်မတိကြဘူးဗျကြောက်ကြောဖြိုးရလေတခါလေးကြခုံသွားတတ်ပါတယ်ဒါကတော့တခြားကြီးလေးပါသူနဲ့တွဲစားရတဲ့ဟာလေးပါဗျဒီဘက်ကတော့ဂျာညို့လိုဟာလေးပါဒါတော့ချက်တုံဖြူလေးပါဒါတော့ငရုတ်တီတောင်ပါဒါကတော့ငရုတ်တီရဲ့ချင်းတောင်ရဲ့တွဲစားရတဲ့ဟာလေးပါဗျအချင်းလေးနဲ့ပေါ့နော်ကဲဒါလေးတော့ကျွန်တော်ဒီနေ့မှာခဲ့တဲ့ဟာလေးပါဒါလေးကတော့ကျွန်တော်ယူလာတဲ့ကြောကြောပြွေးလေးပါအပြည့်ယူလာခဲ့လိုက်တယ်ဗျဒါတော့အချင်းပေါ့နော်ခုနဂျာညို့လိုဟာလေးရဲ့ငရုတ်တီတောင်နဲ့ချက်ချင်းတောင်လေးပါချင်းတောင်ပါဗျကဲအခုတော့စားလိုက်ပါမယ်ဒီဆိုင်လေးကိုတော့အမြင်လို့ရောက်ဖြစ်ပါတယ်သူကဈေးကတော့40 50လောက်ပဲဆိုတော့အတင်းပဲလို့ထင်တယ်ဗျစားလို့လည်းကောင်းပါတယ်တန်နေလို့ထင်တယ်ဗျတခြားဆိုင်တွေတဲ့ဆိုင်ပေါ့နော်တခြားဆိုင်တွေဆိုသမင်းတွေဆိုတိတ်မကောင်းချင်ဗျအနေနဲ့ပြို့တာအရန်ပြို့တာအရန်မာတာလို့ရှိအဲ့ဒီချက်စီသမင်းရဲ့သမင်းကလည်းအရင်မာလေးမမာဘူးပြို့အရင်မပြို့မွေးနေမွေးရောစားလို့ကောင်းတယ်အသားချက်သားကြော်လေးကလည်းတော်တော်ကောင်းနေတယ်သူကြော်ရလေးကလုံးဝအဲ့လိုမျိုးမုံနစ်မပါဘူးညာအဲ့နင်းနေနဲ့လုံးဝမွေးမွေးလေးကျွတ်လေးစားလို့ကောင်းပါပဲဒါလေးကတော့ဒူရင်းနေပါဒီနေ့ကျွန်တော်လမ်းကြုံဝယ်ရတဲ့ဟာလေးပေါ့နော်စန်ဆိုင်တကဆိုင်လေးတစ်ဆိုင်မှာဝယ်ခဲ့တဲ့ဟာလေးပါဗျဒီဒူရင်းကြီးကလုံးဝကျွန်တော်မထင်တာဘူးပေါ့နော်အသားတွေရောအနှစ်တွေရောအပြည့်ပါပဲဗျဒီမှာပါဒါတည်းရောအသားနဲ့အနှစ်အထက်ကတ်လိုက်တဲ့အချိန်မှာအနှစ်လေးထွက်လာတဲ့ဟာလေးပါဗျလုံးဝအရင်အစားကောင်းပါတယ်ဗျစားချင်းတော့ဒီဒူးရင်းကြီးကိုမကောင်းလို့တင်ခဲ့တာပေါ့နော်နောက်ပိုင်းကျတော့ဒီမှာအစီရတီးနေပဲပါလေဗျဒီမှာပါဒီအားတော့ကျွန်တော်တို့ဒီနေ့ဝယ်ခဲ့တဲ့ဟာတွေပါခုနှစ်စိတ်ပါပါတယ်တကူကိုဒါတော့ဂျက်စီသမင်းဆိုင်ရဲ့နာမည်နဲ့ဒူးရင်းကြီးဆိုင်ရဲ့နာမည်လေးပါဗျအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျနောက်လာမယ့်ဗီဒီ